င်ကြီးမှာမိဖုရားကောင်ကြီးနဲ့ကိုလုံးတော်တွေအများကြီးရှိပေမဲ့တနေ့မှာတော့တောကစားထွက်ရင်မထင်မှတ်ပဲတွေးရှိခဲ့တဲ့နန္ဒာဆိုတဲ့မိန်းကလေးကိုနန်းတော်ထဲခေါ်ဆောင်လာပြီးကိုလုံးတော်အဖြစ်မြောက်စားခဲ့ပါတဲ့နန္ဒာဟာတကယ်ကိုထူးထူးခြားခြားလှပလွန်သူလေးတယောက်ပေါ့ကွယ်သူမရဲ့အသားအရည်ဟာနှင်းစီပွန်ဖက်ကလေးတွေလိုနူးညံ့ပြီးမျက်လုံးလေးတွေကတော့ညမောင်မောင်မှာတောက်ပနေတဲ့ကြေကလေးတွေလိုပါပဲဒါပေမဲ့နန္ဒာရှိမှာထူးခြားချက်တစ်ခုရှိနေပါတဲ့အဲ့ဒါကတော့သူမဟာနန်းတော်တွေကဘသူနဲ့မှစကားပြောလို့မရှိပဲတရားဟုတ်တဲ့တိတ်တိတ်ဆိတ်ဆိတ်နေတတ်တာပါပဲဘယင်ကြီးဟာနန္ဒာကိုအစွဲအလန်းကြီးချစ်မြတ်နိုးလုံးလို့သူမအတွက်တီးတဲ့နန်းဆောင်တစ်ခုကိုရေကန်ကြီးရဲ့အနီးနားမှာဆောက်လုပ်ပေးထားခဲ့တာပေါ့အဲ့ဒီရေကန်ကြီးကတော့ကြာပန်းတွေအပြေပွင့်နေပြီးလူသူအရာအပေါက်နေတဲ့နေရာတစ်ခုပေါ့ကွယ်တနေ့မှာတော့ထူဆန်းတဲ့ကောလာဟာလာတွေဟာနန်းတော်အတွင်းထဲမှာစတင်ပြန့်နှံ့လာခဲ့တဲ့ညတကောင်ရဲ့အချိန်တိုင်းနန္ဒာရဲ့နန်းဆောင်တွေကနေထူဆန်းတဲ့အတန်တွေကြားနေရတယ်လို့ကင်းဆောင်နေတဲ့စစ်တီတော်တွေကတူတူတိတ်တိတ်ပြောဆိုလာကြတာပေါ့တချို့ကလည်းနန္ဒာရဲ့နန်းဆောင်စီကိုလာတာတဲ့ညတွေမှာကြီးမားတဲ့အရေးကြီးတစ်ခုဟာနန်းတော်တွေကနေတက်လာတာကိုမြင်လိုက်ရတယ်လို့ဆိုကြပြတဲ့ကွယ်တကယ်တော့နန္ဒာစီမှာဘသူမှမသိတဲ့လှုပ်ဝက်ချက်ကြီးတစ်ခုရှိနေခဲ့တာပေါ့နန္ဒာဟာလူသားတယောက်ဆိုပေမဲ့သူမရဲ့အတိတ်ဘဝရည်စက်ကြောင့်မွေနဂါမင်းတစ်ပါးနဲ့မြစ်တာမျှနေခဲ့ပါတဲ့ညစီညတိုင်းဘရင်ကြီးအိတ်ဆောင်ကိုပြန်သွားတဲ့အချိန်မှာနန္ဒာဟာရေကန်ဇက်ကိုထွက်လာပြီးမွေမင်းကြီးနဲ့တွေ့ဆုံလေးရှိပါတဲ့ကွယ်မွေမင်းကြီးဟာလေတာမန်မွေမျိုးမဟုတ်ပဲဖုံတကောအာနာကြီးမာတဲ့မွေနဂါမင်းကြီးဖြစ်တာပေါ့အချိန်တွေကုန်လွန်လာတဲ့အခါမှာတော့တနေ့မှာဘရင်ကြီးဟာဝမ်းသာအားရဖြစ်စရာတဲ့တစ်ခုကိုကြားလိုက်ရပါတဲ့အဲ့ဒါကတော့ကိုလုံးတော်မိဖုရားနန္ဒာမှာကိုဝင်ရှိနေပြီဆိုပဲတဲ့ပါပဲဘရင်ကြီးဟာနန်းတော်တစ်ခုလုံးကိုပွဲလန်းသဘင်တွေစီရင်ကျင်းပစေပြီးနန္ဒာကိုပို့လို့တော့ဂယုဆိုင်လာခဲ့တာပေါ့ဒါပေမဲ့နန္ဒာရဲ့မျက်နှာမှာတော့ပျော်ရွှင်ရိပ်တွေမရှိပဲစိုးရိမ်ပူပန်မှုတွေပြည့်နှံ့နေပါတဲ့ကွယ်ဘာလို့လဲဆိုတော့သူမရဲ့ဝမ်းထဲမှာရှိနေတဲ့ရှင်သွေးဟာလူသားမဟုတ်ပဲမွေမျိုးနယ်တွေဖြစ်နေမယ်ဆိုတာကိုသူမကြိုတင်သိနေလို့ပါပဲနန္ဒာဟာညစီညတိုင်းရေကန်ဆက်ကိုသွားပြီးငိုကြွေးနေပါတဲ့။အိုးမွေမင်းကြီးကျမဘာလုပ်ရမလဲ။ဘရင်ကြီးသာတိသွားရင်ကျမရောဒီရင်သွေးလေးတွေရောအသက်ရှင်နိုင်မှာမဟုတ်ဘူးလို့ပြောပြီးပူဆွေးနေတာပေါ့။အဲ့ဒီအချိန်မှာပဲရေကန်ထဲကနေကြီးမားလာတဲ့မွေမင်းကြီးဟာခေါင်းပြူထွက်လာပြီးမပူပါနဲ့နမတော်အချိန်တန်ရင်ငါကိုယ်တိုင်လာရောက်ကာကွယ်ပါမယ်လို့ဂရီးသစ္စာစကားဆိုခဲ့ပါတဲ့ကွယ်ဒါပေမဲ့ကံကြမ္မာရဲ့အလှည့်အပြောင်းကတော့မကြခင်မှာပဲရောက်ရှိလာတော့မှာပေါ့ကိုလုံးတော်နန္ဒာဟာမွေးဖွားဖို့အချိန်စေ့လာတဲ့အခါမှာတော့နန်းတော်တစ်ခုလုံးကိုတုံလှုပ်ခြောက်ခြားသွားစေမယ့်ထူးဆန်းတဲ့နမိတ်တွေပေါ်ပေါက်လာခဲ့ပါတော့တယ်မွေးဖွားမဲ့အချိန်နီးကပ်လာလေလေကိုလုံးတော်နန္ဒာရဲ့နန်းဆောင်ပတ်ဝန်းကျင်မှာထူးဆန်းတဲ့အငွေအသက်တွေကပိုပြီးတိတာလာလေပါပဲတဲ့ကွယ်နေကင်းကြောင်တောင်မှာတော့နန္ဒာအိတ်ဆောင်နာကိုဖြတ်သွားရင်ကြောစိတ်အောင်အေးဆက်ဆက်နိုင်လာပါတဲ့ပန်းမင်တွေဟာလည်းပုံမှန်ထက်ပုံမှုစိမ့်ညို့နေပြီးရေကန်တွေကကြာပန်းတွေဟာလည်းသွေးရောင်လိုနီနီရဲနေခဲ့တာပေါ့ဒီနေ့မှာတော့ကောင်းကင်ရံကြီးတစ်ခုလုံးမောင်တီးကျသွားပြီးမိုးချင်းတန်တွေဟင်းနေနေမြည်ကြီးသွားခဲ့ပါတဲ့အဲ့ဒီအချိန်မှာပဲနန္ဒာဟာရင်သွေးလွှဲတွေကိုစတင်မွေးဖွားဖို့အချိန်ကြာရောက်လာခဲ့တာပေါ့ဘရင်ကြီးဟာဝမ်းသာအားရနဲ့နန်းဆောင်ရှိမှစောင့်ဆိုင်နေခဲ့တာပေါ့ကွယ်ငါရဲ့တာရတနာလေးတွေကိုမြင်ရတော့မယ်ဆိုပြီးရင်တစ်ခုခုနဲ့မျောလင်းနေခဲ့တာပေါ့ဒါပေမဲ့နန်းဆောင်အတွင်းတွေကထွက်လာတဲ့အတန်ဟာကလေးငိုတန်မဟုတ်ပဲဝိုင်းအောင်ကြည့်နေကြတဲ့အထိန်တော်ကြီးတွေရဲ့ထိတ်လက်တုန်လှုပ်တဲ့အော်တန်တွေပဲဖြစ်နေခဲ့ပါတဲ့ဘရင်ကြီးဟာစိတ်မရှိတော့ပဲနန်းဆောင်ထဲကိုဇွတ်အတင်းဝင်ကြည့်လိုက်တဲ့ခါမှာတော့မြင်လိုက်ရတဲ့မြင်ကွင်းကြီးကြောင့်တကူလုံးကြောက်ရွံ့ပမာအေးခဲသွားခဲ့ရတာပေါ့ကွယ်လာပါလွန်နဲ့ကိုလုံးတော်နန္ဒာရဲ့ဘေးမှာလူသားရင်သွေးလေးမဟုတ်ပဲလက်တီဆုပ်ခန့်သာရှိတဲ့တောက်ပနေတဲ့မွေဥကြီးငါးလုံးဟာရွှေရောင်တဝင်းဝင်းနဲ့ရှိနေခဲ့တာပေါ့ကွယ်အဲ့ဒီမွေဥတွေဟာတာမန်ဥတွေလိုမဟုတ်ပဲ
အတွင်းကနေတခုခုလှုပ်ရှားနေတယ်လို့မျိုးတဆက်ဆက်တုန်ခါနေပါတဲ့ဒါပါရီလက်နံတာမင်းငါ့ကိုဘလို့စော်ကားလိုက်တာလေလို့ဘယင်ကြီးဟာဒေါသတကြီးဟိန်ဟောင်းလိုက်တာပေါ့ဘယင်ကြီးရဲ့ဒေါသမီးဟာနန်းတော်တစ်ခုလုံးလောင်မြဲမတက်ပြင်းထန်လွန်လာပါတဲ့ကိုလုံးတော်နန္ဒာဟာအားအိမ်ကုန်ခန်းနေပေမဲ့ဘယင်ကြီးရဲ့ခြေတော်ရင်းမှာဝတ်ဆူပြီးငိုယိုတောင်းပန်နေခဲ့တာပေါ့အရှင်မင်းကြီးကျွန်တော်မျိုးမကိုတတ်ချင်တတ်ပါဒီဥလေးတွေကိုတော့ဘာမှမလုပ်ပါနဲ့ဖေရလို့တုံရင်နေတဲ့အတန်နဲ့တောင်းပန်ခဲ့ပါတဲ့ဒါပေမဲ့နန်းတွေအမတ်တွေနဲ့ပရောဟိတ်ကြီးတွေကတော့ဒါဟာတိုင်းပြည်အတွက်မကောင်းတဲ့နမိတ်ပဲဒီမွေဥတွေကနေမွေစိုးတွေထွက်လာရင်တိုင်းပြည်ပြတ်စိမ့်လိမ့်မယ်လို့ဂုံချောစကားပြောကြတာပေါ့ကွယ်ဘယင်ကြီးဟာဒေါသနဲ့အဆက်ကိုမထိန်နိုင်တော့ပဲဒီမွေဥတွေကိုရေကန်နဲ့ပစ်ချလိုက်ကြနန္ဒာကိုလည်းမြေတိုက်ထဲမှာထည့်ပိတ်ထားလိုက်လို့အမိန့်တော်မှတ်လိုက်ပါတော့တယ်စစ်သည်တော်တွေဟာမွေဥငါးလုံးကိုယူပြီးနန္ဒာအိတ်ဆောင်နာကရေကန်ကြီးတဲကိုပစ်ချလိုက်ပါတဲ့အဲ့ဒီအချိန်မှာပဲထူးဆန်းတဲ့အဖြစ်အပျက်တစ်ခုဖြစ်ပျက်ခဲ့ပြန်ပါတဲ့ကွယ်